ဒီလိုလေးကတော့ရှစ်ချိန်မြတ်ဆုံးတော်နေမလို့ဖြစ်ပါတယ်ဒါလေးကတော့ချက်သားကျော်နေမြေကုန်ဖြစ်ပါတယ်ဒါလေးကချက်သားကျော်နေပါတယ်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 အချိုးပေးရလည်းဖြစ်ပါတယ်ချက်သားလေးကစားခြင်းစရာလေးဖြစ်သွားပါပြီဒါချက်သားဒီနေ့ပြင်းတော့တင်နေနဲ့ရောပြီးတော့ကျော်လိုက်တာဖြစ်ပါတယ်ဒါမနက်ခင်းရောက်ပြီးဒါသမင်းအိုးတွေဖြစ်ပါတယ်ဒါသမင်းဆုံးတော့မှသမင်းဖြစ်ပါဒါတော့ဆုံးတော့မို့အတွက်သမင်းတွေထည့်နေပါပြီဒါစနစ်သမင်းတွေထည့်နေပါပြီ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 ထည့်နောက်ပြီးတော့ဒါဆုံးတော့မို့အတွက်ကားဖို့ဆုံးနေနေကုန်လုံးတင်ပြီးတော့ပါပြီနောက်ပြီးတော့ဒါဆုံးလောင်းနေပါပြင်မင်းလေးဖြစ်ပါတယ်ဒါတော့ဘုံတွေကိုဆုံးလောင်းနေတာပါဒါဒီလေးဆုံးလောင်းနေတာပါဆုံးလောင်းလောင်းလောင်းနေ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 လောင်းကုန်သွားပါပြီဒါလေးတော့ကုန်သွားဖြစ်ပါတယ်ပြီးတော့မျက်စာကိုရှုလဲရမှာမုတ်တီတုတ်နေလေးစားပါမယ်ဒါမုတ်တီတုတ်လေးစားရဲ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 နောက်ပြီးတော့ဒါနွားလို့တောက်ဖို့ရငယ်တော့မလို့ရောက်သွားပါဒါရငယ်တော့ဖြစ်ပါတယ်ညီတို့တော့ပါ